ပါရှင်ဒီနေ့ကတော့ National Museum of Qatar ကိုတားရောက်လည်ပတ်မှာဖြစ်ပါတယ်ရှင်ဒီနေ့ဖြိုး metro နဲ့တော့မှာဖြစ်ပါတယ်ဘာလဲဆိုတော့ Qatar မှာ metro တို့ taxi တို့ကကြတော့အရင်ဈေးမကြီးဘူးပေါ့နော်ဆိုတော့ metro နဲ့တော့မှာဖြစ်ပါတယ်ဆိုတော့ metro နဲ့တော့ငွေကြီးအရင်ဆုံး Qatar မှာငွေမရှိစပါမယ်အဲ့တော့ metro ပေါ်ရောက်ပြီပေါ့နော်ဒါကတော့ National Museum of Qatar ဖြစ်ပါတယ်တော်တော်ကြီးကိုလှပါတယ်ရှင်ပြင်ဘက်ကနေချင်းအထဲထဲမှာလည်းအရင်အမိုက်ပါတယ်တစ်ချက်လက်ကြည့်ပေးကြပါအောင်ရှင်Museum ဝင်ကြီးကတော့ free ပေါ့နော်တကယ်လို့ကိုမှ QID ရှိမယ်ဆိုရင်တော့ဝင်ကြီး free ပါဒီလိုကိုမှ QID ရှိဘူး passport ပဲရှိတယ်ဆိုရင်တော့ဝင်ကြီး50ပေးရပါတယ်ရှင်ဖြူကတော့ QID ရှိရတဲ့အတွက်ဝင်ကြီး free နဲ့သွားပြီးကြည့်ခဲ့တယ်ပေါ့နော်ဆောင်ရခဲ့ပါပြီရှင်ဒါတော့ museum ရဲ့ပထမဆုံးဆက်စချင်းဝင်တွေ့ရမယ့်ကပောက်အစပုံစံတွေကိုပြသထားတဲ့ပုံစံဖြစ်ပါတယ်ဒါတော့သူတို့အရင်တုန်းကသုံးခဲ့တဲ့အသုံးဆောင်ပစ္စည်းပုံစံလေးပြထားတာပါဒါတော့သူတို့ရဲ့ KSS ဝတ်ခဲ့တဲ့ရိုးရာပုံစံဥစ္စာတွေပေါ့နော်အာရဗစ်ပုံစံဥစ္စာဖြစ်ပါတယ်ကျိုးဟာရီဆိုမတရားလာပါတယ်ရှင်သူတို့ဘင်းချိမိုင်းဝတ်ခဲ့တဲ့ဟာတွေပုံစံတွေပေါ့နော်တော့ဗတ်တွေ့ခဲ့လဲဆိုတာသူတို့ဟိုးရင်တော့သူတို့နေထိုင်ပုံလေးတော့သူတို့ရိုက်ထားတဲ့ပုံစံလေးပေါ့နော်အဲ့ဒါကိုလည်းကြည့်ခဲ့ပါရှင်သူတို့ရဲ့အရင်ကတော့ဘယ်လိုမျိုးနေထိုင်ပုံလေးဘယ်လိုမျိုးလုပ်စီးပွားရေးရှာပုံလေးကိုသူတို့ရိုက်ပြထားတာပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲရှင်ကျေးဇူးပါ